你也管的嘛，爸刚买平安，你没照顾。没照顾所以嘞，去路亚。你路买路吧，路呢拉硬呢呢喏，好拖啦，没得用。多嘞嘞，把路抵开呀嘛嘞，搞一点点拉表的路，抵开些吧，讲我们行。你用哪一条路干嘛来？呀。သူ့ကိုလူမိုက်ကြီးကတက်တိမရှိခြင်းတဲ့နေရာကြရင်မရှိပါဘူးတဲ့ ကိုလိုလူမရဲ့ဘေးမှာနင်တို့ရှိမှဖြစ်မယ်နင်တို့ တရားရဲ့ခါနဲ့ဘေးနာမှာအများရှိနေပေးမှာပေါ့ ပြိုင်ပွဲကွာပြိုင်ပွဲဆိုတာအရှုံးတဲ့နိုင်နှစ်ခုပဲရှိတာလက်ဝိတ်သမားဆိုတော့ခံရတာမဆမ်းပါဘူးနှစ်သုံးမှန်ကြိုချက်မပြင်းတယ်တမီးခေါ်ဝမ်းမထိုးလို့ရှိရင်ထူးချင်းမများရရလို့ကြားရစမ်းမမလေးကအခုဆိုလို့ရှိရင်စေးချောင်းတက်ရတော့ဘူးမမလေးကဆရာဝန်ရပြစ်ချင်တာဒါပေါ်အတွက်ရှိမှန်းချက်ပါမယ်ညီလေးနဲ့ညီမလေးတွေ့လဲဒီအားကစားနည်းနဲ့ပဲရှာကြွေးချင်တယ်မင်းတို့အေဂျင့်ကပွဲချိတ်လိုက်ဟာဟုတ်လားဆရာ ငါနာမည်တီထားတဲ့နင်းနာမည်ရော နေ့လေကပြောနေကြတဲ့တီဟာဆိုတာသူပဲကွဦးလေးတို့ရက်ွက်ထဲမှာတော့လူဆိုပဲ ကျွန်တော်ကလေအမေရဲ့စူတန်မကြထမင်းစားလို့ဝိုးမဝင်တာဆက်ပြောမင်းညာကိုကိုကြီးကိုမကောင်းပြောတဲ့ကောင်လေကျွန်တော်ပလင်းနဲ့ရိုက်ခွဲခဲ့တယ်လို့ဘယ်နည်းနဲ့မှမဝေးကြည့်ဘူးငါဘက်မှာအများကြီးရှိပြီလား မင်းအောင်ဟာရမင်းဘလို့စကားပြောလိုက်တော့ဟမ် မင်းလက်ဝိတ်ထိုးတော့ဝိုင်းပြီးလောင်နေကြတော့ငါမခံနိုင်တော့ကြမ်းပြစ်တယ်ဆိုမင်းနားလိုက်လားပြောတော့ခဏလေးနားထောင်ပေးပါဦးငါမိသားစုအတွက်အလေးလက်ဆောင်ကျဲပွဲဖြစ်ချင်တာငါမိသားစုအတွက်ပြင်းနေအတွက်ကောင်းကင်မှာလင်းလက်နေတဲ့ကျဲတယ်အများကြီးရှိတယ်အဲ့ဒီထဲမှာငါမိသားစုအတွက်အလေးလက်ဆောင်ကျဲပွဲဖြစ်ချင်တာငါမိသားစုအတွက်ပြင်းနေအတွက် အကုန်လုံးကနေကိုဒီအိမ်ရဲ့ဂျိုးစိုးလို့ထင်နေကြတယ်ဒါပေမဲ့နေရဒီအိမ်ရဲ့အလင်းလက်ဆုံးကျဲလေးတစ်ပွင့်ဖြစ်အောင်စူးစမ်းနော်ခါနဲ့ဘယ်မှာအများရှိနေမှာ မင်းကိုရဲ့ချက်တော့မှာစတီယိုထည့်လိုက်ရတယ်လက်ဝိတ်ပြန်ထိုးဖို့အတွက်ဖြစ်နိုင်တယ် ငါတို့ကသူ့ကိုလေအထင်ကြီးပြီးအားပေးခဲ့ရတာခုတော့လက်ကားတွေဖြစ်ကုန်ပြီလား လက်ဝဲတော့လက်ဝဲသမားဟုတ်ကွက်တင်မလေးသားလက်ဝဲသမားဟုတ် ငါလက်ဝိတ်ထိုးတော့မှနေလို့အခုလက်ရှိမြန်မာနိုင်ငံရွှေကပတ်ချန်ပီယံငါနာမည်စောနိုင်ရမယ်လို့စိတ်ဆုံးဖြတ်ပြီးသားဆိုမြင်မနိုင်ခဲ့ဘူးဆိုရင်တော့မှအကောင်းဆုံးရှင်ပြန်ခဲ့တယ်ဆိုတဲ့ဂုံပုတ်ကမြို့အမေကဂုံဝင်စေမှာဒီဟာရဲ့ ဘာလို့ရလဲဒီမှာမင်းပွဲစားကဘာမှမလုပ်တော့ဘူးဒီဘက်ညီလေးမြင်ပြနေရတော့ကိုယ်သတိထားမိတယ် အဲ့ဒါကိုလည်းနှင်းတွေတတိထားမိရဲ့ မင်းတကယ်ပဲမဖောက်ပြန်ခဲ့ဘူးဆိုတာသိကြလားညီ ကျွန်တော်လုံးချင်မယ်အောင်ကိုကြီး ကြည့်ရတာ သူတို့ညောက်ပေါင်းပြီးမင်းကိုမကောင်းတာချင်ပြတာသိကြတယ် ပြီးတော့ဒီဓာတ်ပုံကတထုံးဆွဲကောင်ရိုက်တာ အိမ်အောင်တဲ့မိန်းမတယောက်ရဲ့စိတ်ထဲမှာကိုယ့်ရဲ့သားသမီးကိုချစ်တဲ့စိတ်စိုးရိမ်တဲ့စိတ်ကြောင့်ပူမဲ့ပြီးလို့ရှိရင်ကိုယ့်ယောက်ျားကိုတခြားမိန်းမတယောက်နဲ့ရှင်တွဲပြီးမြင်ရတဲ့ပူဟာပိုကြီးတယ်သားရဲ့ ငိုပါနဲ့နင်တို့ရဲ့ ဒီထွက်သွားတော့ အများကြီးကြာနေမြင်တော့ငါရင်ထဲမှာတကယ်စိတ်ကောင်းလို့